1945 ခုနှစ်မှာမဖြစ်ဘူးသေးတဲ့တိုက်ပွဲတစ်ခုစတင်တော့မယ်ဗျ။ရေငုပ်သင်္ဘောတစ်စင်းကနောက်ထပ်ရေငုပ်သင်္ဘောတစ်စင်းကိုတိုက်ခိုက်ဖို့ပြင်ဆင်နေပါပြီမိတ်ဆွေတို့ရေ။ IMS Venture ပေါ်မှာတော့အမှုထမ်းတွေဟာတော်ပီဒိုတွေကိုအစင်သစ်ပြင်ဆင်နေကြတယ်ဗျ။တစ်ဖက်မှာဂျာမန် U-864 ရေငုပ်သင်္ဘောကရေနက်ပိုင်းထဲမှာလွတ်မြောက်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ Venture ရဲ့ပန်ကာတန်ကို Hydrophone Operator ကဖမ်းမိသွားခဲ့တယ်ဗျ။ရန်သူရှိတယ်။သတင်းရတာနဲ့ကပတိန်ဦးဖရန်ကချက်ချင်းရှောင်းတိန်မောင်းနှင်ဖို့အမိန့်ပေးလိုက်တယ်ဗျ။မိနစ်အနည်းငယ်ကြာတိုင်းမှာလမ်းကြောင်းပြောင်းပြီးရန်သူကိုဝေခွဲမရအောင်လုပ်ဖို့ကြိုးစားနေတာပေါ့ဗျာ။သူ့ရဲ့ရည်ရွယ်ချက်ကတော့နော်ဝေကမ်းရိုးတန်းစီပြန်ရောက်ဖို့ပဲ။ဒါပေမဲ့စိတ်ထဲကတန်တရားကတော့မပြောက်သေးဘူးဗျ။ဘသူကသူ့နောက်ကိုလိုက်နေတာလဲ။ဦးဖရန်ကပယ်ရီစကုတ်ကိုထပ်မြင်ပြီးပင်လယ်မျက်နှာပြင်မှာအသေးအတန်လိုက်ရှာနေခဲ့တယ်ဗျ။သူမသိသေးတာက Venture ဟာ U-864 ကိုတဖြည်းဖြည်းနဲ့အကွာဝေးကိုရှော့ချရင်းလိုက်ကပ်နေဆိုတာပါပဲ။အခုဆိုရန်သူနှစ်ဖက်ကြားအကွာဝေးကကိုက်2500လောက်ပဲဝေးပါလို့လည်းမိတ်ဆွေပြီးတော့ Venture ရဲ့ကပတိန်လောက်ဒါစာပယ်ရီစကုတ်ထဲကိုနောက်တစ်ချိန်ထပ်ကြည့်လိုက်တယ်။အဆုံးဖြတ်ပေးမဲ့အခိုက်အတန့်ကနီးလာနေပြီးမိတ်ဆွေတို့ရေပတ်ဖိုးကိုစောင့်မျှော်ကြည့်ရှုပေးပါဗျ။